မင်္ဂလာပါတာတို့သမီးတို့ရေဒီဟာလေးကတော့ challenge လေးပါစိန်ခေါ်မှုလေးပါဘယ်သူတွေအတွက်တုံးဆိုတော့ chasing fruits ကို part 1ကနေ part 7အကောင်လုံးပြီးထားတဲ့လူတွေအတွက်ပါနော်တကယ်တော့ part 1ကနေ7ထိမှာဆရာတို့ coach လေးတွေမှာပြင်စရာလေးတွေလိုအပ်ချက်လေးရှိနေပါဦးမယ်ဒါပေမဲ့အဲ့လောက်နဲ့တော်ပြီနောက်တစ်စင်းနေရနောက်ကြမှာဆက်သွားမယ်အဲ့တော့လောလောဆယ်ဒီမှာကြည့်အောင်ဆရာဒါလေးကို play ကိုနှိပ်မယ်နော်နှိပ်ပြီနော်နှိပ်လိုက်ပြီဆိုတော့ဒီမှာကဲသွားစားပြီငါပြောစီတစ်လုံးပန်းသီးတစ်လုံးပန်းသီးနှစ်ပန်းသီးသုံးပန်းသီးသုံးလုံးငါပြောစီတစ်လုံးအဲ့တော့ game over ဖြစ်သွားပြီဟေ့ဆိုတာ ਨੇ အပေါ်က10နေ60ကဘာတွေလဲတကယ်တမ်းတော့အဲ့ဒါလေးကိုဖြောက်မယ်เนาะအခုဆရာစီမှာဒါအားနည်းချက်လေးရှိနေသေးရဲ့เนาะအဲ10နေ60ကိုဖြောက်မယ်310ကိုဆရာတို့ကဘာလုပ်မလဲဆိုတော့ရေးလိုက်တယ်เนาะကြောင့်3ဆိုတာဘာလဲ apple 3လုံး bananas 1လုံး watermelon ဘယ်နှလုံးလဲပေါ့အဲ့ဒါလေးကဲအခုဆရာရဲ့ code လေးကိုပြင်လိုက်ပြီးပြန်ဆောက်မယ်ကဲဆော့ရအောင်ဆိုတော့ကကဲသူကတော့ဆရာက10စက္ကန့်မယ်နော် timer မှာ10ဆိုပြည့်ပြီနော်မလီစားဘူးဝိတွားရအဲ့တော့ apples နှလုံး bananas တစ်လုံး watermelon တစ်လုံးစားပြီးသွား you've eaten apples bananas and watermelon ပြီးရနဲ့ပြန်စပါ game ကိုပြန်စပါဆိုတာ play ကို do you want to play again ပါညာဒီအောက်မှာထိုင်ရေးကြည့်ရေးပေါ့ဒါတော့သမီးတို့ကိုပါထပ်ပြီးတော့စဉ်းစားပါကဲဟုတ်ပြီနော်အဲ့တော့ဒါ video file လေးကို pause လုပ်ပါနော် pause လုပ်ပြီးလို့ရှိရင်ဒီလိုလေးအရင်စူးစမ်းပါအောင်စူးစမ်းပြီးမှအခုဆရာထပ်ပြီးပြမယ်အားလေးကိုကြည့်မယ်နော်ကဲအဲ့တော့ဆရာကဟုတ်ပြီနော်ကဲကိုပေါ့အရင်လုပ်ပြီးပြီနော်တယောက်တူမှာမဟုတ်ဘူးနော်မတူပေမဲ့ကဲအကြည့်အောင်အဲ့တော့ဆရာကအရင်ဆုံးဘာလုပ်လိုက်တုံးဆိုတော့backdrops မှာဆရာ backdrops မှာအရင်ကတစ်ခုနှစ်ခုသုံးခုပဲရှိနှစ်ခုပဲရှိတယ်အဲ့တော့ဆရာနောက်ထပ်တစ်ခုလုပ်လိုက်တယ်နောက်ထပ်တစ်ခုမှာ you've eaten ဆိုပြီး apples bananas watermelon ဆိုပြီးရောင်လေးမတူအောင်လုပ်လိုက်တယ်ဘာမှမခက်ဘူးเนาะဒါတို့ဒီဘယ်လိုလုပ်လို့ရအောင်ဆိုတော့ဒီကောင် duplicate လုပ်လိုက်မယ် duplicate လုပ်လိုက်ပြီးလို့ရှိရင်သူ့ကိုအောက်ကိုဒါတွေကိုဒီမြားလေးနဲ့သုံး shift လေးနဲ့ကင်မယ် shift เนาะအဲ့လိုမှမဟုတ်ရင် mouse နဲ့ဆွဲဒီနောက်သွားလို့ရအဲ့တော့သူ့ကိုဒါလေးကိုdouble click နှိပ်လိုက်ပြီးရင် apples လို့ရေးဒါကို bananas လို့ရေးပြီးရင်သူ duplicate ဒါလေးကိုနှိပ်အောင်မယ်เนาะဒါလေးကိုcopy paste ပေါ့ဟုတ်လားဒါတော့ mouse နဲ့လုပ်ရင်အဲ့တော့ watermelons ဟုတ်လားနမူနာပေါ့အဲ့တော့သူ့အရောင်လေးပြောင်းကြိုက်တဲ့အရောင်လေးပြောင်းလို့ရတယ်ဒီရောင်လေးပြောင်းမလား bananas ကိုအရောင်လေးတစ်ခုလောက်ပြောင်းမလားအစိမ်းရောင်ရဘယ်လိုလဲမသိဘူးဒီရောင်တော့ထားလိုက်တော့မယ်အပေါ်ဆုံးမှာကျတော့ you've eaten လို့ရေးချင်တာဖြစ်တဲ့အတွက်မင်းစားပြီးဆိုရင်နောက်ထပ်စားလို့ရသေးဆိုသဘောပေါ့နော် you've မင်းဒါလေးဘယ်လောက်စားပြီးသွားပြီတန်ကဲအဲ့ဒါအကြီးလုံးမယ်ဆိုရင်မြားလေးကို you အကုန်လုံးတော့တခါတည်း G ဆိုဆွဲချလိုက်ဟာokay နော်ဒါရပြီအဲ့တော့သူ့ရဲ့ menu ကိုသူက game menu 2ဆိုတာဆရာကဒီလိုလုပ်လိုက်တယ် game over ဆိုပြီး menu နာမည်ကို costume နာမည်ကို game over လုပ်ပေးလိုက်တယ် okay နော်ကဲအဲ့တော့ဒါပဲဟုတ်ပြီအဲ့ဒါတစ်ခုရပြီအဲ့တော့ code ကိုသွားရအောင်အဲ့တော့ game over ဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာကြည့်အောင် cat ကိုသွားရအောင် cat မှာ game over ဆိုတာနဲ့ cat ကြောင်လေးကို hide လုပ်ပေးဖို့လိုပါမယ်ဒါလေး use ဆိုင်ပေးပါokay เนาะကြောင်လေးကို hide လုပ်ဖို့ game over ဆို hide လုပ်ဖို့လုပ်မယ် game start ဆိုရင် show လုပ်ဖို့လုပ်မယ်ဒီမှာ receive ထဲမှာ game start ဆို show လုပ်ဖို့လုပ်မယ်ဒါလေး use ဆိုင်ပြီเนาะအစောကမပါသေးဘူးเนาะကြည့်ခောက်ပြီး apple ကိုကြာတော့ဘာတွေလုပ်မလဲsorry variables တွေလောက်ရမယ်ဒါတို့ variables တွေတောက်သမီးတို့ number of apples number of bananas number of strawberry number of watermelons အဲ့တော့ဒီမှာဆရာ strawberries မပါသေးဘူး strawberries ကိုပါကိုထပ်ထည့်မနော်အဲ့ဒီမှာ variables တွေ create လုပ်ပြီးတာနဲ့ဆရာတို့ကဆက်စချင်း click နှိပ်လို့ရှိရင်အဲ့ variables တွေဘာလုပ်အောင်လို့ဆို hide လုပ်ရမယ် hide variable ဆိုရဒီမှာဒီ hide လုပ်တယ် hide variable number of apples bananas watermelon strawberry ကို hide လုပ်ပြီးပေးပါပြီးလို့ရှိရင် number of apples တွေဒါတွေအကုန်လုံးရ value ကိုလည်း0ကို set လုပ်ပေးပါဒါတစ်စင်းလုပ်မယ်အဲ့ဒါဘယ်မှာတုံးဆိုတော့သိပါတယ်เนาะ green flag ကိုနှိပ်လိုက်တဲ့အချိန်မှာဟုတ်ပြီဒါဆိုရင် apple စားတယ်ဘယ်အကောင်စားတယ်ပါညာအကောင်စားတဲ့ဟာဒီနားလေးမှာဟုတ်လားအကောင်စားတာ
ပန်းသီးစားလိုက်တဲ့ဟေးဆိုလို့ဒီမှာလေ costume number 1ဆိုလို့ရှိရင် score ဒါသူက game score ကသူ့ဘာသူ1တက်နေမှာဒါပေမဲ့ number of apples ကိုလည်း1တက်ပေးပါပြီးရင် banana စားလို့ရှိရင် number of bananas ကို1တိုးပေးပဲပေါ့ကွာเนาะနောက် costume number 3ကကြပါလဲဆိုတော့ watermelon ဒါဆိုလဲ watermelon စားလို့ရှိရင် change number of watermelons ကို by change watermelons by 1ပေါ့အဲဒါဆိုတခုတိုးလိုက်ပြီ yes ရပြီတိုးသွားပြီဆိုတော့တိုးလိုက်ပြီဆိုရင်ဒါဆိုပြီးပြီဒါပေမဲ့ game over ဖြစ်သွားရင်ပြမယ်ဆိုတော့အဲ့တော့ဆရာတို့ကဘယ်လိုသွားမလဲဆိုတော့ when I receive game over ဒီ when I receive game over မှာဒါရေးမှာအဲ့တော့ when I receive game over မှာgame running 0ဖြစ်တယ်ဆိုတာပြောပြီးတော့အဲ့တော့ show ဒါလွယ်ပါတယ်เนาะ number of apples တွေ bananas တွေ watermelons တွေ show လုပ်ပေးမယ်ပြီး switch backdrop ကို game over လို့လုပ်ပေး game over ဆိုတာဒီမှာလေး backdrop မှာဆရာတို့ကဒီမှာ backdrop ရဲ့နာမည်ကို game over လို့ပြောခဲ့တာဒါကြောင့်သူကเนาะဒီဘက်မှာ game over ဖြစ်သွားပြီဒါပေမဲ့အစမပေါ်နေရတွေ့လားဘေးက height score တွေ timer တွေဆရာ height လုပ်ချင်တဲ့ height ဒါပဲကဲအဲ့တော့ပြန်ကစားကြည့်လိုက်လို့ရှိရင်1 2ဟာငါပြောသေးတယ်အများကြီးပဲဟေ့ byte တွေပြည့်နေပြီကွာဒီနေ့တော့သမင်းမစားနိုင်တော့နဲ့တူပါတယ်ကွာwatermelon yes ဟာမိုက်တယ်ကွာပန်းသီးသုံးလုံးငါပြောသေးနှလုံးဖျဲသီးတစ်လုံးကွာကျွန်တော်တော့ byte ပြည့်ပြီဆရာတော့ byte ပြည့်ကဲတောက်တယ်လို့လဲစားလိုက်ကြပါဦးโอเคဗျာကျေးဇူးအများကြီးတင်ပါတယ်ဒီလောက်ဆိုအဆင်ပြေမယ်ထင်ပါတယ်စိန်ခေါ်မှုလေးတွေသဘောကျတယ်နှစ်သက်တယ်ဆိုလို့ရှိရင်ဆရာဗီဒီယိုသင်ခန်းစာလေးကို like လုပ်ပေးပါအောင်ဆရာရဲ့ ROP School YouTube channel လေးကို subscribe လေးလုပ်ပေးပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျမချမ်းသာကြပါစေ